မင်းနာကိုရောက်ရင်မကျင်တလို့နဲ့လမ်းလို့ကြည်တယ်မင်းနာကိုလိုက်ရင်ညူစပြီးမလိုက်နဲ့ပြောတယ်တော်ဆိုးတယ်ကောင်းကလေးရဲ့ဘလို့လောက်ပြီးပြောပြရမယ်ရင်တဲ့ကအကြောင်းတွေသာဖြစ်တယ်အရေးပိုင်မင်းတချင်းဆိုတာကျမအခုမှကြားဘူးတယ်ဆိုစမ်းပါအောင်အရေးပိုင်မင်းနဲ့ရေငန်နေတဲ့သူလေးကဘသူများလဲရေငန်နေကြရလို့တော့မဟုတ်ပါဘူးဒီတိုင်းသဘောကျနေုံလေးပါကောင်းလေးလို့ဆိုတန်ကြားလိုက်ပါပြီကြည်ရတာအမျိုးသမီးတော့မဟုတ်ဘူးထင်ပါရဲ့ရှင်မရလေဗျာမမကျွန်တော်အထယ်ရီလာပေးရပါအော်အတွေ့အိမ်မော်တက်ခဲ့မမများတို့အပေါ်မှာဟုတ်ကဲ့ပါမမအကြီးကမမအထားရီနောက်ကျသွားလို့တောင်းပန်ပါလို့လည်းပြောခိုင်းလိုက်တယ်မမရပါတယ်အတွေ့ရဲ့တောင်းပန်ရမယ့်သူတွေမှမဟုတ်တာကွယ်နောက်နေ့ကျမမရဲ့ကျန်တဲ့ထဲကိုကျွန်တော်လာပို့ပေးမယ်နော်ဟုတ်ပါပြီကွယ်ဒါဆိုရင်ကျွန်တော်ပြန်တော့မယ်နော်မမခဏနေပါအောင်လားတွေ့မအားလို့ပါဗျတွေ့ကိုခွင့်ပြုပါအောင်နော်ဒါဆိုလဲကျုပ်လိုက်ပို့မယ်အေးမောင်ကားတော့ယူခဲ့ရေးပါမယ်သူအဲ့တလူလေးလောက်တာသဘောမကျဘူးကို့ဘာသာပြန်ပြစီလမ်းကဝေးတယ်သူကတအောင်လောက်နေပါအောင်ဆိုတော့လည်းမနေလိုက်ပို့ပေးမယ်ဆိုတော့လည်းမဟုတ်ရခတ်ပါလားသူရဲ့ရပါတယ်လမ်းကလည်းရမ်းမွေးပါဘူးသူ့ချီဘွားနင်းလူလေးတွေသူ့ချီဥတော်မှဖြင့်သူရဲ့ကျုပ်လိုက်ပို့ပေးပြရစီနော်ဟာကျုပ်ကသူကဲပါသူရဲ့လိုက်ပို့ခိုင်းလိုက်ပါလမ်းခရီးဝေးရဆိုတာတော့မမမြလည်းလက်ခံနေတွေ့လဲဝေးရနေလာခဲ့ရတာလေနေပါစေမမတွေ့ရနာရယ်ပြီးတော့ကားနဲ့သွားရတာကိုလေတွေ့တကယ်သဘောမကျလို့ပါဒါဆိုစပိန်နဲ့ဆိုရင်ရောတွေ့အဆင်ပြေမလားဗျာအရေးပိုင်မင်းလို့လူကစပိန်နဲ့မိလိုက်ပုံမယ်မဖြစ်နိုင်တာရင်မပြောပါနဲ့လားဗျာကျုပ်တကယ်ပြောတာလားအရေးပိုင်မင်းတွေ့လက်ကိုလို့ဗျအရေးပိုင်မင်းဟာကျုပ်တောင်းမှပါတယ်လားစပိန်မှာတက်မတက်နိုင်ဘူးတွေ့ပါသာသွားမယ်ခေါင်းမလိုက်တော့တွေ့ရဲ့တွေ့ခေါင်းမမဘူးမလိုက်ခဲ့ပါနဲ့မမကျွန်တော်သွားတော့မယ်နော်ဟင်အေးခီးယူဆိုင်သွားတော့အတွေ့ဒီတော့ကျုပ်လိုက်ခဲ့ဖို့စကားဆိုနေအောင်နားမထောင်ပဲတစိုးထိုးလုံနေရခေါင်းမလို့ပေါ့ဗျာကဲမြကျုပ်တွေးနောက်လိုက်သွားအောင်မယ်အေးနေအောင်လေစပိန်ဖြစ်နေအောင်ဟောမနိုင်ပါလားနော်ပြောစကားအောင်စောအောင်နားမထောင်ဘူးတွေ့ကိုအသက်လောက်တောင်ယူနေပြီကိုအရေးပါနဲ့စပိန်နေမီတွေးနောက်လိုက်နေရတာမပြမန်းဘူးလားမပင်ပန်းဘူးတွေ့ရခေါ်ရတာပဲမောတာဟာဗျာလိုက်ပါနဲ့ရောအိမ်ပြန်တော့လိုက်ပြစီတွေ့ကျုပ်တွေ့ကိုအိမ်လိုက်ပို့ခြင်းလဲခမရကလေအရေးပိုင်မင်းလို့သာပြောတယ်ခလေးတယောက်လိုပဲတိတ်ပြောခတ်ပါလားယင်တွေ့ပင်မန်းမအောင်မလို့လားလို့ပါရှော့ခတ်ပြီးမခတ်ပါဘူးတွေ့စပိန်နာခုံလေးမှာထိုင်ကျုပ်ခောက်ဖတ်ပြီးရင်ကျုပ်လိုက်ပို့မယ်လွယ်လွယ်လေးပါဗျာဟာဗျာမယုံဘူးလားပြောမယုံကျုပ်ဘူးမှတည်တဲ့ပြောရကြတယ်လားညံ့ညံ့ထိုင်ခတ်လိုက်တာဗျာဒီတစ်ခေါက်တော့ကျွန်တော်ခွင့်ပြုလိုက်မယ်နောက်ကဆိုရင်တော့ကျွန်တော်လိုက်မှာမဟုတ်ဘူးနော်တွေ့နှုတ်ထွက်စကားတိုင်းပါဗျာ